အားလုံးပဲမင်္ဂလာပါ Political English နော်ဒီနေ့ topic က Nancy and Shui talk about politics in Mania ဆိုတာကနာမည်တစ်ခုပေါ့နော်ပေးလိုက်တာနော်နာမည်တစ်ခုပေးလိုက်တဲ့ဒါနေရာရဲ့နာမည်ပေါ့နော်နေရာရဲ့နာမည်တစ်ခုကိုပေးလိုက်တာပါကဲဒီဘက်လှည့်လိုက်မယ်နော်ဒီနေ့ topic ခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်တဲ့နှင်းစီနဲ့ရွှေကားတဲ့နော်နိုင်ငံရေးအကြောင်းပြောတယ်ဘယ်နိုင်ငံမှာပြောလဲမနီယာဆိုတဲ့နိုင်ငံမှာနော်မနီယာဆိုတာကတော့နာမည်တစ်ခုအနေနဲ့ပေးလိုက်တာပါနော်ဒီပြနာမည်တွေဒီနိုင်ငံနာမည်တွေမသုံးချင်လို့နော်ကို့မှာရှိတဲ့နာမည်နဲ့ကို့အုံနောက်ထပ်မှာရှိတဲ့နာမည်ကိုပေးလိုက်ခြင်းဖြစ်ပါတယ်အဓိကနော် political English ကိုသိသွားအောင်ပါကဲကြည့်အောင်ရွှေကပြောတယ် Are you not satisfied to miss the elections in Mania မှာတဲ့ရွေးကောက်ပွဲလွတ်သွားတဲ့အတွက်ပေါ့နော်မင်းကျင့်တတ်မှုမရှိဘူးလားတဲ့ရွှေကပြောတယ်နှင်းစီကပြောတယ် not very much ကျင့်တော့မကျင့်တော့ဘူးပေါ့နော်ဒါပေမဲ့အများကြီးလည်းမဟုတ်ပါဘူးတဲ့Everybody is pretty nasty ဆိုတာစိတ်ညစ်စရာဖြစ်တော့ပေါ့နော်လူတိုင်းကတဲ့နော်စိတ်ညစ်ကြတယ်ပေါ့ဘာတွေနဲ့စိတ်ညစ်ကြတယ်ဆိုလို့ရှိရင် with people who are the other party supporters နော်တခြားပါတီတွေကိုဝန်ရံတဲ့သူတွေနဲ့လူတိုင်းကစိတ်ညစ်ရပါတယ်တဲ့။ဘာဖြစ်ဘယ်အချိန်မှလဲ when there is an election ရွေးကောက်ပွဲရှိတဲ့အခါမှာနော်တိုနဲ့လိုရင်ပြောမယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲရှိတဲ့အခါမှာတဲ့နော်လူတိုင်းကတခြားပါတီတွေရဲ့ဝန်ရံတဲ့သူတွေနဲ့စိတ်ညစ်ရပါတယ်တဲ့အဲ့ဒါကိုပြောချင်တာ။ကဲရွှေရပြောတယ် Yes ဟုတ်ပါတယ် I don't like it ငါလည်းမကြိုက်ပါဘူးတဲ့ When people cannot debate about politics နိုင်ငံရေးနဲ့ပတ်သက်ပြီးနော်စကားရည်လူပွဲပြောမယ်ဆိုရင်စကားရည်လူပွဲပေါ့ဟုတ်တယ်နော်စကားရည်လူပွဲနော်လူတွေမလုံနိုင်တဲ့အခါငါမကြိုက်ဘူးတဲ့နှင်းစီကပြောတယ် I think ငါထင်တယ် most people are all right လူတော်များများကတော့အဆင်ပြေပါတယ်ကဲဒီဘက်လက်မယ်ဒါလေးတွေတစ်ချက်ပြောကြည့်အောင်